နှစ်ပဲချိန်ပြီး N3 Canny Master New Edition ရဲ့ပေါ့နော်ခန်းကြီးလေးတစ်လုံးရမယ်ဆိုရင်စိတ်ဝင်စားလားစိတ်ဝင်စားတယ်ဆိုရင်ဒီဗီဒီယိုကိုစောင်းအောင်ကြည့်သွားလိုက်ပေါ့နော်ကျွန်တော်ဗီဒီယိုပေါ့နော်ခန်းကြီးတွေအားလုံးဒီ YouTube channel The Sun YouTube channel မှာတင်ထားပေးပါတယ်ဒါဆိုရင်ဆက်သွားလိုက်ရအောင်နော် N3 ခန်းကြီးပေါ့နော်ကြက်ဖို့ခက်နေတယ်ဆိုရင်အခုဗီဒီယိုကိုကြုံသွားနေကြည့်သွားလိုက်နော်ကျွန်တော်တော်လုံးလုံးတက်လုံးလုံးပညာဒနာလောက်တာမဟုတ်ပါဘူးအတန်တကယ်လို့မှားခဲ့တယ်ဆိုရင်ခွင့်လွှတ်ပေးဖို့ကြိုတင်ပြီးတော့တောင်းပန်အပ်ပါတယ်အားလုံးကိုမင်္ဂလာပါဗျာကျွန်တော်နာမည်ကတော့ရဲသူရင်းဆိုဖြစ်ပါတယ် The Sun Education ရဲ့ founder လေးဖြစ်ပါတယ်ဒီနေ့ကျွန်တော်သင်ကြားပို့ချပေးမှာကတော့ကျွန်တော် Canny Master New Edition ရဲ့28လုံးမြောက်စကားလုံးလေးပဲဖြစ်ပါတယ်28လုံးမြောက်စကားလုံးလေးဆိုရင်ကျွန်တော်တို့ခုချီဆိုတဲ့ဟာပါမယ်ကျွန်တော်တို့ကကြီးမားသောဆိုတဲ့စကားလုံးလေးရပါပါတယ်အဲ့တော့ကျွန်တော်တို့ကအလွယ်မှတ်မယ်ဆိုရင်ဘာလို့ကြီးမားတဲ့ပါဇက်ကြီးလေးခုရှိတဲ့ပကံလို့မှတ်လို့ရပါတယ်ကြီးမားတဲ့ပါဇက်ကြီးလေးခုရှိတဲ့ပကံလို့ကျွန်တော်တို့ကအလွယ်မှတ်လို့ရပါတယ်ကြီးမားတဲ့ပါဇက်ကြီးလေးခုရှိတဲ့ပကံလို့မှတ်ပါဒီနေ့နေ့တောက်ကြနေတီတရက်ကိုခန်းကြီးတစ်လုံးကျွန်တော်ရဲ့ YouTube channel မှာတင်ပေးပါတယ်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့က28လုံးမြောက်စကားလုံးလေးတွေသွားမယ်ပေါ့နော်28လုံးမြောက်သူ့ရဲ့မူရင်းစကားလုံးကတော့ကျွန်တော်ဥဇိုဝါဆိုတဲ့စကားလုံးပဲဖြစ်ပါတယ်ပကံလုံးဆိုတဲ့စကားလုံးနောက်တစ်ခုကကျစားတောက်ချင်းရဲ့ပကံလုံးရဲ့တွဲတဲ့ဆိုရင်ကျွန်တော် short key ပေါ့နော်ကျွန်တော်တို့ပကံခွဲရောက်နောက်တစ်ခုကကျတော့အသုံးပြုသည်ဆိုတဲ့စကားလုံးနဲ့တွဲမယ်ဆိုရင် key ရှော့ကျွမ်းကျင်တော့ဟုတ်ပြီဒီ star ပြတဲ့စကားလုံးကတော့ Canny Master Overshin ရဲ့စကားလုံးလေးပဲဖြစ်ပါတယ်ယောခီအိုခွတ်ဆိုတဲ့စကားလုံးလေးပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် like and subscribe ခေါင်းလုံးလေးနှိပ်ပေးခဲ့ပါဦး